လောက်ကျန်သူကကားပေါ်ကနေတနက်နဲ့နှစ်ချက်ပစ်လိုက်ရာကြီးစံတစ်ခုလုံးကတခြားတစ်ယောက်ရဲ့ခေါင်းစီကိုတဲတဲမတ်မတ်ဥတီသွားပါတယ်ဒါပေမဲ့အဲ့ဒီလူဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကားအစီအစဉ်ဖြစ်ခဲ့ပူပြီးဆရာဝန်တွေကသူ့ရဲ့ဦးခေါင်းခွန်ကိုပြန်လည်ပြုပြင်ဖို့ထူထဲတဲ့တံပြားတစ်ခုကိုဝက်ဥတွေနဲ့ခိုင်မြဲအောင်တက်ဆင်ပေးခဲ့ပူပါတယ်ဒါကြောင့်ကြီးစံတွေကသူ့စီရောက်လာတဲ့အခါအဲ့ဒီတံပြားရှိတဲ့ခေါင်းဘက်ချမ်းကိုထိမှန်ပြီးတံပြားကကြီးစံတွေကိုလမ်းကြောင်းလဲသွားစေပါတယ်အဲ့ဒီအခါကြီးစံတွေဟာဦးခေါင်းခွန်ကိုဖောက်ထွက်သွားမဲ့အစားဘေးဘက်ကိုစောင်းထွက်သွားပြီးခေါင်းရဲ့အနောက်ဘက်ကိုပြန်ထွက်သွားပါတယ်။ဖနက်သမားကားမောင်းထွက်သွားချိန်မှာတော့အဲ့ဒီလူဟာသွေးတွေထွက်နေပေမဲ့အသက်မသေးပဲမြေပြင်ပေါ်မှာလဲကျကြံရိတ်ခဲ့ပါတယ်။ဒီလူဟာသူ့လှုပ်နေတဲ့စူပါမားကတ်မှာရှိတဲ့အကြီးစားရေခဲတစ်တာကြီးတစ်ခုရဲ့အနောက်ဘက်ကိုပြုတ်ကျသွားပါတယ်။သူဟာအနောက်မှာလုံးဝကိုညှက်ပြီးပိတ်မိနေတာပါ။ဒါပေမဲ့အကူအညီတောင်းတဲ့သူ့အော်တန်တွေကိုရေခဲတစ်တာဆက်တွေရဲ့အတန်ကဖုံးလွှမ်းသွားပါတယ်။ရက်တွေကုန်ရက်တပတ်တွေကနေလတွေဖြစ်လာတဲ့အထိသူ့သတင်းကိုဘာအစအနမှရှာမတွေ့ခဲ့ကြပါဘူး။10နှစ်ကြာမှာတော့အခုဆုံးပစ်ထားပြီးဖြစ်တဲ့အဲ့ဒီစူပါမားကတ်ကိုကန်ထရိုက်တာတွေကဝင်ပြီးအလုပ်စလုပ်ကြပါတယ်။ရေခဲတစ်တာကိုရွှေ့လိုက်တဲ့အခါမှာတော့သူ့ရဲ့ရုပ်ကြွင်းတွေကိုအနောက်မှာညှက်နေတဲ့အတိုင်းပဲပြန်တွေ့ခဲ့ကြရပါတယ်။